အားလုံးပဲမင်္ဂလာပါ Paydi application နဲ့ကကျွန်တော်တို့ရှောက်ထားတဲ့ credit card ကိုကျွန်တော်တို့ physical card ပို့ပြီးဖို့ကျွန်တော်တို့ Moshikomi လုပ်ပြီးတော့ပို့လာတဲ့ credit card ကိုအသုံးပြုလို့ရအောင် verification လုပ်နည်းလေးကိုကျွန်တော်ဒီနေ့ပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး Paydi application ထဲမှာရှိတဲ့ virtual credit card ကိုကျွန်တော်တို့ physical card ပို့ပြီးဖို့ကျွန်တော် Moshikomi အရင်ဆုံးလုပ်ရမှာဖြစ်ပါတယ်အဲ့တော့ Paydi application ထဲကိုဝင်လိုက်ပါမယ်Paydi application ထဲမှာဝင်တဲ့အခါမှာကျွန်တော်တို့ face scan သုံးလို့မရလို့ကျွန်တော်ဖုန်းက password ကိုရိုက်ထည့်ပြီးတော့ဝင်လိုက်ပါတယ်ဒီမှာ Paydi application ထဲကိုရောက်လာပါပြီပြီးတော့ကျွန်တော်ခါတိုဆိုတဲ့နေရာကိုသွားပါမယ်ခါတိုဟာကိုဆူကိုနှိပ်ပါမယ်ဒီနေရာမှာအောက်ကိုလည်းဆွဲပေးရမှာဖြစ်ပါတယ်ပြီးရင် Moshikomi ကိုနှိပ်လိုက်ပါပြီးရင်တော့ရောကြီးစုကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါမယ်ဒီမှာကျွန်တော်တို့ SMS မှာကြာလာတဲ့ကုန်းနံပါတ်လေးကိုရိုက်ထည့်ပြီးတော့ရှေ့ဆက်သွားမှာဖြစ်ပါတယ်နာမည်ကဒီနေရာမှာအဆင်ပြေပါတယ်စုကီကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါမယ်နောက်တစ်ဆင့်မှာတော့ကျွန်တော်တို့နာမည်ကပြောင်းပြန်ဖြစ်နေရပါတော့ first name နဲ့ပြောင်းပြန်ဖြစ်နေရအဲဆိုရင်တော့ကျွန်တော်တို့နာမည်ကိုရှင်းနောက်ပြန်ချိန်ပါမယ်ဒီနေရာကကျွန်တော်တို့ကတ်မှာပြမယ်ပေါ့နော်ကိုယ့်ရဲ့နာမည်ဖြစ်ပါတယ်အားလေးကိုကျွန်တော်ပြင်လိုက်ပါမယ်ပြီးရင်တော့စုကီကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါမယ်ဒီနေရာမှာကျွန်တော်တို့ credit card အသုံးပြုပြီးငွေချေတဲ့အခါမှာအသုံးပြုရမယ်လှုပ်ဝက်နံပါတ်ကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်ကဏ္ဍလေးလုံးဖြစ်ပါတယ်နှစ်ကြိမ်သတ်မှတ်ပြီးရင်တော့ကျွန်တော်တို့ဟာကိုဇူကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ physical card ပို့ပြီးဖို့ Moshikomi လောက်တာအောင်မြင်ပါတယ်ဒီမှာကျွန်တော်တို့ Moshikomi လောက်ထားတဲ့အခြေအနေပေါ့နော်ဒီ physical card ကိုပို့ပေးတာကအများဆုံးအဖြစ်တပတ်ဝန်းကျင်တော့ကြာတတ်ပါတယ်ပြီးရင်တော့ physical card Moshikomi လောက်တာခံလျောဖြစ်ကြောင်းလည်းသူတို့ email ပို့ပေးပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ physical card ပို့ပေးတဲ့အချိန်ကြီးစောင့်အောင်မှာဖြစ်ပါတယ်တပတ်လောက်အကြာမှာကျွန်တော်အိမ်ကိုဒီ card စာရေးလေးပို့လာပါတယ်အဲ့တော့ကျွန်တော်ဒီဟာလေးကိုဖွင့်ကြည့်ပါမယ်ဒီနေရာမှာကတ်လေးပါပါတယ်အဲ့ကတ်လေးကိုခွာလိုက်ပါဒီမှာကတ်မှာပါတဲ့နာမည်ကတော့ကျွန်တော်ရှောက်တုံးကပေါ့နော် first name လမ်းနေမှာပြောင်းမယ်ဖြစ်နေတာကိုပြင်လိုက်တာဖြစ်တဲ့အတွက်နာမည်ကတော့ okay ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီကတ်နဲ့တူပို့ပေးလိုက်တဲ့စာရွက်မှာပါတဲ့ကျွန်တော်တို့ကုန်းနံပါတ်ကိုထည့်ပြီးတော့ကျွန်တော်တို့ရဲ့ physical card ကိုတုံးလို့ရအောင် verification လုပ်မှာဖြစ်ပါတယ်အဲ့တော့ဒီစာရွက်တွေကကုန်းနံပါတ်လေးကို Paydi application နဲ့ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် Paydi application ကိုဖွင့်လိုက်ပါမယ်application တွေကခါတိုဆိုတဲ့နေရာကိုတွားပြီးတော့ဒီမှာပါတဲ့ကျွန်တော်တို့ကုန်းနံပါတ်လေးတွေကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခါတိုကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ဒီခါတို Yuko Kasuru ကိုနှိပ်လိုက်ပါမယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့ခုနစာရွက်မှာပါတဲ့ကုန်းနံပါတ်6လုံးကိုဒီမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီကုန်းနံပါတ်လေးကိုကျွန်တော်ရိုက်ထည့်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ physical card ကိုအပြင်ရဆိုင်တွေမှာငွေရှင်းတဲ့အခါမှာအသုံးပြုလို့ရအောင် verification လုပ်တာကပြီးပါပြီကျွန်တော်တို့ရဲ့ဒီ physical card ကိုအပြင်မှာငွေရှင်းတဲ့အခါမှာပေါ့နော်ဒီ visa card သုံးလို့ရတဲ့ဆိုင်တွေမှာကျွန်တော်တို့ငွေရှင်းတဲ့အခါမှာစတင်အသုံးပြုလို့ရပါပြီ